ဒီမိခွန်တက်ကျေးဇူးများတင်ပါတယ်ကြည်ကျွန်တော်တို့ဒီလောလောဆယ်နေထားမှာစလုံးအလုပ်တွေကတော့များတယ်ပေါ့နော်တတိထားမြင်ပါပါအများစုကလည်းတို့တော်လည်းပဲအလုပ်လျှောက်တဲ့သူဘက်ကအရေးချင်းပေါ်မှာလည်းအများကြီးမူတည်ပါတယ်တရုတ်ဘာသာစကားဘယ်လောက်ရလဲဆိုတဲ့ပုံမှာလည်းမူတည်တယ်စောရနိုင်တဲ့သူဒီနေ့ရတဲ့သူတွေလည်းရှိတယ်ဒီမနေ့ဒီမနေ့ပိုင်းပဲအလုပ်ရတဲ့သူတွေလည်းရှိတယ်တချို့ကျတော့လည်းအရေးချင်းမရှိတာရှိနိုင်တယ်လို့ CV မကောင်းတာလည်းဖြစ်နိုင်တယ်ဆိုတော့အလုပ်သမားပုံမှာအများကြီးမူတည်ပါတယ်အများစုကတော့ဒီနေ့ရတာများတယ်ပေါ့နော်အလုပ်ရတဲ့သူတွေကဆိုတော့ဒီနေ့မရလဲမနေ့ပြန်ဖို့ဟုတ်တယ်မလားထက်ကတင်လိုက်ရပါတယ် easy ပါပဲဆိုတော့အတိအကျဖြေရခဲ့တယ်ဒါပေမဲ့မြန်ပါတယ်ဒီရက်ပိုင်းဒီနေ့ရတဲ့သူတွေပုံများတယ်ဆိုတော့ကျွန်တော်ပြောပြချင်တယ်နော်အားလုံးတော့ရချင်မှရမယ်ဒါပေမဲ့အလုပ်ရတဲ့သူတွေကဒီနေ့ရတဲ့သူပုံများတယ်